5ပဲဆိုရင်နဲ့အခုစိနေဆိုရင်ဘယ်လောက်ရမယ်ပေါ့နော်အဲ့တော့5ပဲဆိုတာကအခောက်လား16ပဲရေး15ပဲရေး14ပဲရေးတာရှိသေးတယ်အဲ့တော့သူစားငါအခုအခောက်လေးနဲ့ပဲတက်ပြပေးမှဖြစ်ပါတယ်လက်ရှိအခါပေါက်စိနေ5ပဲဆိုဘယ်လောက်ရမယ်တက်နေလေးကိုကြည့်ကြမယ်အဲ့တော့ဒီနေ့ထိမှာဒီနေ့ပေါက်စိလေးကဒီလောက်ဖြစ်ပါတယ်ငါဆိုလို့ရှိရင်စူဇန်မှာငါပေးပုံတင်နေသွားတယ်အဲ့တော့ငါစား16များ96သိန်းတွက်လိုက်တဲ့ခါကျတော့23သိန်း9000ခွဲကြပါတယ်ဒါက5ပဲကိုဒီနေ့စီလေးနဲ့တွက်တဲ့ဒီလေးပါရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ရွှေကိုသေချာသိစိတ်တွေလည်းကိုတစ်ချက်နှစ်သိယူခြင်းနဲ့ရွှေဆိုင်ဖွင့်ခြင်းနဲ့ဘေးရဆောင်မယ်မသိဘူး online ကနေရွှေတွေကိုအစပြိုးပြီးတော့မှနိစနစ်မှန်စွာရောင်းချခြင်းနဲ့ကိုက online ပေါ်မှာရက်တည်ဖို့အတွက်ဘလို့ပုံစံမျိုးနဲ့လာပြီးတော့နီးလန့်ဖောက်ပြီးရွှေကိုရောင်းချရမယ်ဆိုတာမသိဘူးဆိုရင်ဇက်ရဲ့ရွှေစက်ကြဝဠာသင်တန်းကျောင်းမှာရွှေနဲ့ပတ်သက်တဲ့သင်တန်းခွဲတွေအများကြီးရှိပါတယ်ဒီထဲကနေမှအခြေခံအစစ်မြင့်မိုးမှတ်ဒီသင်တန်းကကြတော့အပြင်တွေ့ရ online class မှာလက်ခံနေပြီးဖြစ်ပါတယ်နောက်တစ်ခုကရွှေထေဈေးကွက်ချသင်တန်းကိုလည်း online class နဲ့အပြင်တွေ့ဘိုင်ဝမ်းလက်ခံနေပြီးဖြစ်တဲ့ခါကျမို့ကိုအနေနဲ့တတိယလေးသိယူခြင်းနဲ့ဆိုရင်အပြင်တွေ့မော်လမြိုင်မှာလာပြီးတော့ဆုပ်လို့ရပါတယ်နေဝေးတွေအတွက်လည်းနေစရာစားစရာအစီအစဉ်အကုန်လုံး busy ရှိပါတယ်เนาะကျေးဇူးပါ